တော်များများကဘဝကိုရန်လေးငါစွာတွေ့လုံးကြတယ်မဖြစ်သေးတဲ့အရာတွေကိုကြိုးစိုးရိမ်နေလူတွေရဲ့အမြင်ကိုရန်ကြီးယူဆိုင်တယ်ပြီးတော့ကိုယ်စိတ်ကိုပင်ပန်းအောင်လုံးမိကြတယ်ချိန်နဲ့အောင်လုံးနိုင်မှုအောင်လုံးကိုလည်းမပိုင်ဆိုင်နိုင်ဘူးဒါကြောင့်ကိုယ်စိတ်ချမ်းသာမှုကိုရင်တန်ဖို့ထားပါလေးတိတ်တိတ်လေးနေတဲ့ချင်းငါစိတ်အေးချမ်းမှုဖြစ်တယ်ရိုးရိုးလေးဖြတ်သန်းတဲ့ချင်းငါပျော်ရွှင်မှုဖြစ်တယ်ဝါကထိုးတောင်းပါလေအတွေ့များပြီးကိုယ်စိတ်ကိုမပင်ပန်းစေပါနဲ့တကယ်တော့ဘဝအောင်လုံးလုံးမရဘူးတချို့ရတွေကလွတ်ထားမှအေးချရတယ်မိထားမှပျော်ရွှင်ရတယ်မတွေ့လို့မှစိတ်သက်သာရတယ်လူတိုင်းကိုချိန်နဲ့အောင်လုံးနိုင်မှုအားလုံးကိုလည်းမပိုင်ဆိုင်နိုင်ဘူးဒါကြောင့်ချမ်းသာမှုကိုရင်တန်